လေဘောက်ကထိတ်တန်းအဆင့်ရှိတဲ့အသင်းမဟုတ်ဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ကာရီကပရိသတ်များမင်္ဂလာများဟင်းသာအိမ်မက်ကွန်ရှီကောမောင်ဖပိုက်စစ်ပရင်စာမိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။လေဘောက်အသင်းဟာအခုကစားသွားခဲ့တဲ့ချန်ပီယံလိအုပ်စုအဆင့်ပွဲအဆင့်မှာဂရာဆေးကိုအဝေးကွက်မှာ1စီးနဲ့ရှုံးနိမ့်ခဲ့ပြီးဒီရှုံးပွဲကအသင်းရဲ့လက်ရှိအားနည်းချက်ကိုပေါ်တင်စေခဲ့ပါတယ်။ဒီပွဲပြီးမှာလေဘောက်ရဲ့ကနဝေနောက်ခံလူကောင်ဂျင်မီကာရီကာက CBS Sport နဲ့ရုပ်သံအင်တာဗျူးမှာတူတင်းဟောင်းကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။သူကလေဘောက်ဟာထိတ်တန်းအသင်းမဟုတ်တော့ဘူးဘောလုံးဖို့ပဲဘတ်စကတ်ဘောကစားနေတယ်လို့ဖြစ်နေတယ်လို့ပြောခဲ့ပြီးကစားမတူကိုပွဲထွက်လူစင်းကနေချန်လဲသင်းတယ်လို့ထုတ်ပြောခဲ့ပါတယ်။ဆွေဂီကလန်အန်ကာရာမှာကစားခဲ့တဲ့ချန်ပီယံလိပွဲအဆင့်မှာလေဘောက်ဟာဂရာဆေးကို1စီးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲရဲ့တလုံးထဲသောဂိုးကိုတော့ဂလာဆေးနဲ့နိုင်ဂျီးရီးယားတိုင်းစစ်မှုဗီဒါအိုဆီယန်ကပထမပိုင်း16မိနစ်မှာပန်နယ်တီကနေသွင်းယူခဲ့တာပါ။ဒီပန်နယ်တီကလီဗာပူးရဲ့ကွင်းလယ်ကစားမှာဒိုမနစ်ဆိုဘိုစလိုင်းရဲ့ပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပေးခဲ့ရတာဖြစ်ပါတယ်။လီဗာပူးဟာပွဲစဉ်တစ်လျှောက်ဂိုးသွင်းခွင့်ရှိတော့ရခဲ့ပေမဲ့တိုင်းစစ်ပိုင်းကအဆုံးသတ်နိုင်စွမ်းတော်လေးအားနည်းခဲ့ပါတယ်။ဂလာဆေးရဲ့ခံစစ်ကခိုင်မာစွာလီဗာပူးရဲ့တိုင်းစစ်ကိုကြမ်းကြမ်းခံရင်ဆိုင်ခဲ့ပြီးအင်္ဂလိပ်ပရိသတ်တွေရဲ့အားပေးမှုကလည်းလီဗာပူးကိုဖိအားတိုးစေခဲ့ပါတယ်။ကာရီကာရဲ့ဆိုရဂရာဆေးနဲ့ပွဲကဂိုးသွင်းခွင့်တွေကိုတေချာသုံးချနိုင်ခဲ့မယ်ဆိုရင်ရလက်ဟာ1စီးထက်လည်းဂိုးပြတ်သွားနိုင်တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီရှုံးပွဲကလီဗာပူးရဲ့ပြန်ပွဲဆုံနှစ်ပွဲဆက်တိုက်ရှုံးနိမ့်မှုဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပရီးမီးယားလိမှာခရစ္စတယ်ဘဲလီကိုမထင်မှတ်ဘဲနဲ့2-1နဲ့ရှုံးနိမ့်ခဲ့ပြီးဒီဂါလာဆေးနဲ့ပွဲကချန်ပီယံလိမှာပထမဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။ဒီရှုံးပွဲတွေကလီဗာပူးရဲ့ပုံစံမှန်မှုနဲ့ခန်းစင်အားနည်းချက်တွေကိုပုံမထင်ရှားစေခဲ့ပါတယ်။ CBS Sport ရဲ့ရုပ်သံအင်တာဗျူးမှာကာရီကာကလီဗာပူးရဲ့စွမ်းဆောင်ရည်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။သူရဲ့အဓိကဝေဖန်ချက်တွေကိုပြန်ပြီးတော့ပြောပြပေးလိုက်ပါတယ်။ကာရီကာကအခုပွဲမှာထိတ်တန်းအသင်းတစ်သင်းကစားတာကိုမြင်တွေ့ခဲ့ရတယ်လို့ကျွန်တော်ကတော့မယူဆပါဘူး။လီဗာပူးအသင်းဟာဘောလုံးကစားနေတာမဟုတ်ဘဲဘတ်စကတ်ဘောကစားနေတယ်လို့ဖြစ်နေပါပြီလို့ပြောခဲ့ပါတယ်။ဒီစကားကလီဗာပူးရဲ့ကစားပုံဟာစနစ်ကျမှုမရှိဘဲရှုပ်ထွေးနေပြီးထိတ်တန်းအသင်းတွေရဲ့တည်ငြိမ်မှုနဲ့အဆင့်တန်းမရှိတော့ဘူးလို့ထောက်ပြတာပါ။ကာရီကာကလီဗာပူးရဲ့ကစားပုံကိုစုပ်ပြတ်တက်နေတယ်လို့ဖော်ပြခဲ့ပြီးအထူးသဖြင့်ခန်းစင်ပိုင်းမှာအော်ဆီယန်လိုတိုက်စစ်မှုတူးကိုအသေးအံကာကွယ်ခဲ့ရတယ်လို့ဆိုပါတယ်။သူကထိတ်တန်းအဆင့်ရှိတဲ့အသင်းကဒီလိုကစားမှာမဟုတ်ပါဘူးလို့ပြောခဲ့ပြီးအသင်းရဲ့ခန်းစင်နဲ့တိုက်စစ်ပိုင်းမှာထိရောက်မှုမရှိတာကိုထောက်ပြခဲ့ပါတယ်။ကာရီကာရဲ့အသင်းရဲ့ပွဲထွက်လူစင်းထဲမှာကစားမတူးကိုချန်လဲတင်တယ်လို့အကြံပြုခဲ့ပါတယ်။အဓိကအားဖြင့် Florian Wirtz ပါဝင်လာတဲ့ပွဲတွေမှာဆိုရင်လီဗာပူးရဲ့ဟန်ချက်ညီညာမှုတွေကပျက်စီးသွားတယ်လို့ကာရီကာကဆိုပါတယ်။ကာရီကာရဲ့ဝေဖန်မှုတွေကလီဗာပူးရဲ့လက်ရှိပုံစံမှန်မှုနဲ့ပြိုင်ပွဲစွမ်းဆောင်ရည်ကိုပြပြတသားဖော်ပြခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့စိုးရိမ်မှုတွေကိုလည်းထင်ဟပ်စေခဲ့ပါတယ်။လီဗာပူးဟာရခိုင်နီးပြရခိုင်ကလော့လက်ထက်မှာ2019ချန်ပီယံလိဖလား2020ပရီးမီးယားလိဖလားတို့အပါအဝင်အောင်မြင်မှုတွေရရှိခဲ့ပြီးထိပ်တန်းအသင်းတစ်သင်းဖြင့်ကမ္ဘာကအတိမတ်ပြုခံခဲ့ရပါတယ်။ဒါပေမဲ့ကလော့ထွက်ခွာပြီးအာနီစလော့လက်ထက်ပထမဆုံးရာသီမှာတည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေကိုပရီးမီးယားလိဖလားရောက်နိုင်ခဲ့ပေမဲ့ဒီရာသီမှာတော့ပုံစံမှန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီရာသီမှာလီဗာပူးရဲ့အားနည်းချက်တွေကိုကြည့်ရမယ်ဆိုရင်ခံစစ်အားနည်းမှုဂါလာစီးနယ်ပွဲမှာလီဗာပူးရဲ့ခံစစ်ဟာအိုဆီယန်ရဲ့နှိမ်မြန်မှုနဲ့စညုံအားကိုထိန်းချုပ်နိုင်မှုအတွက်ရုန်းကန်ခဲ့ရပါတယ်။လီဗာပူးနောက်တန်းဟာရခိုင်ကလော့လက်ထက်ကလိုခိုင်မာမှုရှိတော့ပင်ပနာတီပေးခဲ့ရတဲ့စပိုစလိုင်းရဲ့အမှားကခံစစ်ပိုင်းမှာစီးလုံးမှုမရှိတာကိုပြသခဲ့ပါတယ်။တိုင်းစစ်ပိုင်းထိရောက်မှုနေပါခြင်းလီဗာပူးဟာဒီနေ့မှာအီဆန်နဲ့ EKTU ကိုခေါ်ယူခဲ့ပြီးအသင်းရဲ့ရှင်းဆွဲလူစင်းမှာလည်းဂမ်ဘိုတို့လိုကစားမတွေရှိနေပေမဲ့ဒီဟာဒီမှာတော့အခွင့်အရေးတွေကိုကောင်းစွာအသုံးမချနိုင်ဘူးဖြစ်နေပါတယ်။ဆလော့ရဲ့နီးပြမှာတိုင်းစစ်ကစားပုံကကလော့လက်ထက်ကလိုထက်မြက်မှုရှိပဲကစားမတွေရဲ့တူးချင်းစွမ်းဆောင်ရည်ပိုင်းမှာအားနည်းနေတာကိုတွေ့ရပါတယ်။ကွင်းလယ်ပိုင်းမှာစီးလုံးမှုရှိခြင်းလီဗာပူးကွင်းလယ်ပိုင်းဟာဂါရာဆေးရဲ့ဖိအားကိုမထိန်ချုပ်နိုင်ခဲ့ပါဘူး။ကာရီကာကကွင်းလယ်ပိုင်းရဲ့ဆိုဗီယက်တပ်နေမှုတွေကိုအထူးထောက်ပြခဲ့ပြီးဒီပိုင်းမှာစီးလုံးမှုနဲ့ဖန်တီးမှုအားနည်းနေတာကိုဝေဖန်ခဲ့ပါတယ်။ဒီကိုတို့ကရောကာရီကာရဲ့စကားတွေကိုဘယ်လိုမြင်လဲလက်ခံပေးလို့ရနိုင်ရလားပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။